တိုးတက်ခြင်းစိတ်ရှိပေမဲ့အလုပ်တွေကြားတဲ့အချိန်မပေးနိုင်လို့အင်္ဂလိပ်စာသင်ယူဖို့လက်တွန့်နေပါသလား ငါလည်းတင်းကျင်လိုက်တာဒါပေမဲ့အချိန်ကမရှိဘူး ဒါဆိုရင်တော့ review အကောင်းဆုံးရရှိထားတဲ့ GIU ရဲ့ Trio program နဲ့ mix up ပေးပါရစေ Trio program မှာ grammar in use နဲ့ phrasal verb in use textbox များကိုအသုံးပြုထားပြီး grammar vocab နဲ့ phrasal verb တွေကိုတနေရာထဲမှာစနစ်တကျသင်ယူနိုင်မှာဖြစ်ပါတယ်ဈေးနှုန်းကလည်းအလွန်သက်သာပြီး lifetime access ရမှာဖြစ်လို့အလုပ်နားချိန်လေးမှာဖြစ်ဖြစ်ခရီးသွားရင်ဖြစ်ဖြစ်ကြိုက်တဲ့အချိန်လေ့လာနိုင်မှာဖြစ်ပါတယ်အင်္ဂလိပ်စာကိုအခြေခံမှစတင်လေ့လာလို့သူတွေအတွက် review 100% ကောင်းတွေရရှိထားတဲ့ GIU Trio program ရှိနေပြီဆိုတော့အင်္ဂလိပ်စာအတွက်စိတ်ပူစရာမလိုတော့ဘူးပေါ့ကဲအခုပဲ GIU ရဲ့ Trio program ကိုစီးညွှဲပေးသွင်းပြီးအထူးလက်ဆောင်လေးကိုရယူလိုက်ပါ adnan ဘောအတွက်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Messenger ကနေဖြစ်စေ Telegram ကနေဖြစ်စေခုပဲအမြန်ဆုံးဆက်သွယ်လိုက်ရအောင်လားခင်ဗျာ